အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တွင်းဟန် channel ရဲ့တင်ဆက်သူအောင်လူပဲဖြစ်ပါတယ်ညအမောင်ထဲမှာတော့ရှေးအောင်မြို့ပြက်ကြီးထဲမှာကနှစ်ပေါင်းရာချီကြာမြင့်နေပြီဖြစ်တဲ့နန်းတော်ဟောင်းကြီးကနေ့ဘက်မှာတော့တမိုင်းဝင်နေရာတစ်ခုဖြစ်နေပြီမဲ့ညဘက်ရောက်ရင်တော့ဒေသခံများကအနီးနားကိုမတွားရဲလောက်အောင်ကြောက်လန့်နေကြတာပေါ့အောင်မင်းနဲ့တီဟာတို့နှစ်ယောက်ကတော့မှောင်မိုက်နေတဲ့ရှေးဟောင်းမြို့ပြက်ကြီးစီကိုဓာမီတလက်စီနဲ့တိတ်တစိမ့်လေ့လာဖို့ထွက်လာခဲ့ကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့နန်းတော်ဟောင်းရဲ့မြေအောက်ထဲမှာပျောက်ကွယ်နေတဲ့ဘရင်ရဲ့ဘန္နာတိုက်ကိုရှာဖွေဖို့ဖြစ်တယ်လောဘဇောတက်နေတဲ့သူတို့နှစ်ယောက်အတွက်အန်ဒီရရှိနေတာကိုဂယုမဆိုင်နိုင်ဖြစ်နေကြတာပေါ့ရှေးဟောင်းမြို့ရဲ့အဝင်ပေါက်ကိုကြော်လိုက်တာနဲ့မိအိမ်ဟောင်းတစ်လုံးကိုကင်ကာကင်းလှည့်နေတဲ့ညဆောင်တယောက်နဲ့သူတို့ပက်ပင်တိုးပါတော့တယ်အဲ့ဒီညဆောင်ရဲ့နာမည်ကတော့ဇေယာဖြစ်တယ်ဇေယာကရိုးရိုးခပ်နွမ်းနွမ်းအဝိစားကိုဝတ်ဆင်ထားပြီးအေးဆက်ဆက်အမူအရာရှိသူတဦးဖြစ်ပါတယ်ဒီနေရာကမင်းတို့လာရမယ့်နေရာမဟုတ်ဘူးအသက်ရှင်ခြင်းအခုချက်ချင်းပြန်လှည့်ကြလို့ဇေယာကအတန်အောအောနဲ့တတိပေးလိုက်တယ်ဒါပေမဲ့တီဟာကတယောပြုံးလိုက်ပြီးဦးလေးကြီးကလက်ခါစားညဆောင်ပဲဟာကိုယ့်အလုပ်ကိုလုပ်ပါဦးလေးရဲ့ကျုပ်တို့ကိစ္စဝင်မပါနဲ့မဟုတ်ရင်အသက်အန္တရာယ်ရှိမယ်လို့ပြန်ပြီးချင်းချောက်ကအောင်မင်းနဲ့အတူမြေအောက်ခန်းစီကိုဇိုးဝင်တွားခဲ့ကြတယ်ညဆောင်ဇေယာကတားဆီးခြင်းမပြုတော့ပဲသူတို့နောက်ကျောကိုသာအေးဆက်စွာနဲ့စိုက်ကြည့်နေခဲ့ပါတော့တယ်။မြေအောက်လှိုင်ခေါင်းထဲကိုရောက်တဲ့အခါသူတို့မျောလင့်ထားတဲ့အတိုင်းရှေးအောင်ကြေးတကားကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ကြေးတကားကိုအားနဲ့ဖြက်ကဝင်လိုက်ချိန်မှာတော့ဓာမီရောင်အောက်ကတောက်ပနေတဲ့ရွှေလုံးများကြောက်မြဲ့ရတနာများနှင့်ရှေးအောင်ပစ္စည်းများကိုတွေ့လိုက်ရတယ်။အောင်မင်းနဲ့တီဟာတို့ကဝမ်းတာအားရပြီးပျော်မြူးနေကြတယ်။တီဟာကရွှေတုံးများအိတ်ထဲကိုလောဘတကြီးကောက်ထည့်နေချိန်မှာတော့ရုတ်တရက်မြေအောက်ခန်းတစ်ခုလုံးအေးဆက်သွားပြီးတောက်တကားကြီးကအလိုအလျောက်ပိတ်သွားပါတော့တယ်။သူတို့နောက်ဘက်ကလက်ကရစ်ပေါ်မှာကညဆောင်ဇေယာကရက်နေပါတော့တယ်။ဒါပေမဲ့အခုချိန်မှာတော့ဇေယာရဲ့အတွင်ပြင်ကတာမန်ညဆောင်တယောက်မဟုတ်တော့ပါဘူး။သူ့ရဲ့ခန်းနွမ်းနွမ်းအဝိစားကနေရွှေရောင်တန်ကြကအင်ကြီးအနီရောင်ဝတ်စုံနဲ့သူတို့နောက်ဘက်ကလက်ကလေးများပေါ်မှာကညဆောင်ဇေယာကရက်နေပါတော့တယ်ဒါပေမဲ့အခုချိန်မှာတော့ဇေယာရဲ့အတွင်ပြင်ကတာမန်ညဆောင်တယောက်မဟုတ်တော့ပါဘူးသူ့ရဲ့ခန်းနွမ်းနွမ်းအဝိစားကနေရွှေရောင်တန်ကြကအင်ကြီးအနီရောင်ဝတ်စုံများနဲ့ရှစ်ခေတ်စစ်တူကြီးတဦးရဲ့ခန်းညားထဲဝါတဲ့အတွင်ပြင်ကိုပြောင်းလဲသွားပါတော့တယ်သူ့ရဲ့မျက်လုံးများမှာကဒေါသကြောင့်ညီရဲ့တောက်ပနေပြီးလက်ထဲမှာကလည်းရှေးဟောင်းတန်လေးကြီးတစ်ခုကိုကင်ဆောင်ထားပါတော့တယ်သူကလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကလေးကကျုပ်ရဲ့အသက်နှင့်ခန္ဓာရှိနေတွေဘရင်မင်းမြတ်ရဲ့ဗန္နာတော်များကိုဘယ်သူမှမထိပါစေရဘူးဆိုပြီးတစ္ဆာဆိုကအသက်ပေးသွားခဲ့တဲ့စစ်တူကြီးယောက်ျားဥစ္စာဆောင်ကြီးဖြစ်နေပါတော့တယ်ငါတတိပေးတာပဲတစ္ဆာတော်ကိုဖျောက်ဖျက်ပြီးလောဘတက်တဲ့လူတွေအတွက်ပြစ်ဒဏ်ကတေမင်းပဲစစ်တူကြီးဇေယျရဲ့အတန်ကြီးကမြေရောက်ခန်းတစ်ခုလုံးဟိမ့်ထွက်သွားခဲ့တယ်အောင်မင်းနဲ့တီဟာတို့ကကြောက်လန့်တကြားနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ကြပေမဲ့လည်းဘယ်လို့မှထွက်ပြေးလို့မရတော့ပါဘူးရှေးအောင်ဗန္ဒာတိုက်ကြီးထဲမှာကြောက်မဲ့ဖွယ်အော်ဟစ်တန်များထွက်ပေါ်လာပြီးတဲ့နောက်ပြန်လည်တိတ်ဆိတ်သွားပါတော့တယ်နောက်တနေ့မနေ့မှာတော့အောင်မင်းနဲ့တီဟာတို့ကိုဘယ်သူမှပြန်မတွေ့ရတော့ပါဘူးရှေးဟောင်းမြို့ပြက်ကြီးထဲမှာဘာမှမဖြစ်တဲ့ပုံစံနဲ့တိတ်ဆိတ်ငြိမ်သက်နေပါတော့တယ်ညဘက်ရောက်တိုင်းမှာတော့ရိုးရိုးခန်းနွမ်းနွမ်းအဝိစားဝတ်ဆင်ထားတဲ့ညဆောင်ဇေယျတယောက်မိအိမ်လေးကင်ကနန်းတော်ဟောင်းကြီးကိုကင်းလှည့်နေရင်သူ့ရဲ့မပြီးဆုံးသေးတဲ့တစ္ဆာတာဝန်ကိုဆက်လက်ထမ်းဆောင်နေစေပင်ဖြစ်ပါတော့တယ်အခုလိုဇာတ်လမ်းလေးတွေကြည့်ရဖို့တွင်းဟတ် channel ကို like and follow လေးလုပ်သွားခဲ့ကြပါဦးခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ Thank you so much for watching my videos.